အခုကြုံတွေ့နေရတဲ့အရာအားလုံးကတကယ်တော့ကျွန်တော်တို့စိတ်ထဲမှာပဲဖြစ်နေတာဆိုရင်ဒါကတေးစားပြီးပြောတာမဟုတ်ပါဘူးစိတ်ကူးရင်ခိုင်းတာလည်းမဟုတ်ပါဘူးတကယ်ကိုအရာအားလုံးကိုပြောတာပါ philosophy မှာ solipsism လို့ခေါ်တဲ့အတွေးခေါ်တစ်ခုရှိပါတယ်ဒီအတွေးခေါ်ကတော်တော်လေးအစွန်းရောက်တဲ့အထိမေးခွန်းထုတ်ထားတာမျိုးပါဒီလောကမှာကျွန်တော်တို့တကယ်ရှိတယ်လို့ကျင်းသိပြောနိုင်တာဆိုလို့ကျွန်တော်တို့ရဲ့စိတ်တစ်ခုပဲရှိပါတယ်တဲ့ကျန်တဲ့လူတွေပတ်ဝန်းကျင်ကဘာကြီးဒါတွေအားလုံးကတကယ်ရှိကြမှာရှိမယ်ကျွန်တော်တို့ရဲ့စိတ်ကဖန်တီးထားတဲ့ပုံရိပ်ရောင်တွေလည်းဖြစ်နေနိုင်ပါတယ်တဲ့ဒီတွေခေါ်ဟာဒီတိုင်းပေါ်လာတာမဟုတ်ပါဘူးနာမည်ကြီးပညာရှင် Rene Descartes နဲ့ဆက်ဆက်နေပါတယ်သူကဘဝမှာဘာကအစစ်မှန်လဲဆိုတာကိုလိုက်ရှာရင်းနဲ့အရာအားလုံးကိုတန်တရားဝင်ခဲ့ပါတယ်ငါမြင်နေရတဲ့လောကကြီးကအစစ်လားငါရဲ့အာယုံခံစားမှုတွေကရောငါ့ကိုလိမ်နေရလားသင်္ချာနည်းအရာတွက်ချက်မှုတွေကရောမှန်ရဲ့လားလို့မေးခွန်းထုတ်ခဲ့ပါတယ်။နောက်ဆုံးတော့သူဒီညီကုန်းကိုရောက်သွားတယ်။ I think therefore I am ငါတွေးနေတယ်ဒါကြောင့်ငါရှိတယ်။ဆိုလိုတာကငါတွေးနေတဲ့၍ငါစိတ်ကတော့ရှိနေတာသိချတယ်လို့ဆိုပါတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီမှာစတာပါပဲ။ကျွန်တော်တို့ရဲ့စိတ်ရှိတာကိုပဲသက်သေပြလို့ရပြီးပြင်ပလောကကြီးရှိနေတာကိုကြတော့သက်သေပြဖို့ခက်သွားပါတယ်။ဒီလိုစဉ်းစားကြည့်ပါ။ကျွန်တော်တို့သိသမျှအရာအားလုံးကအာယုံ၅ပါးကနေလာတာပါ။မြင်တာကြားတာထိတာမှတ်မိတာဒါပေမဲ့အဲ့ဒါတွေအားလုံးကဘာမှဖြစ်တာလဲကျွန်တော်တို့ရဲ့အုံနောက်ထဲမှာပါပဲတကယ်တော့ကျွန်တော်တို့ကအရှိတရား reality ကိုဓာတ်ရိုက်ကြုံတွေ့နေရတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အုံနောက်ကဘာသာပြန်ပေးတဲ့ခံစားသိရှိမှု perception ကိုပဲကြုံနေရတာပါခေတ်သစ်စိတ်ပညာကလည်းဒါကိုတနည်းတစ်ပုံထောက်ခံပါတယ်ကျွန်တော်တို့သိထားတာကအုံနောက်ကလက်တွေ့ဘဝကိုပုံဖော်တည်ဆောက်တယ်လိုရာတွေကိုသူ့ဘာသာဖြည့်တွေးတယ်သူကအမှန်တရားကိုဖမ်းယူတာမဟုတ်ပဲ signal တွေကိုပဲဘာသာပြန်ပေးတာပါဒါကြောင့်ကျွန်တော်တို့မြင်နေရတာကတကယ် raw reality မဟုတ်ပဲအုံနောက်ကတိဆောက်ပေးထားတဲ့ reality model တစ်ခုသာဖြစ်ပါတယ်ဒါကြောင့်ပဲလူနှစ်ယောက်ကကိစ္စတစ်ခုတည်းကိုကြုံတွေ့ရပေမဲ့စိတ်ခံစားချက်နဲ့မှတ်မိပုံတွေကတော့မတူကြပါဘူးဒါပေမဲ့သိပ္ပံပညာကတော့ဒါကိုအပြည့်အဝတော့လက်မခံပါဘူးဘာလို့လဲဆိုတော့တခြားသူတွေကလည်းသူတို့ဘာသာတေးချလှုပ်ရှားနေကြတာပါပဲတဲ့ကျွန်တော်တို့ကြည့်မနေတဲ့အချိန်မှာလည်းလောကကြီးကသူ့ဘာသူနေပတ်နေတာပါပဲတဲ့ဒါကြောင့် philosophy ပညာရှင်တွေကဒီအတွေးခေါ်ကိုလက်တွေ့အမှန်တရားလို့မသတ်မှတ်ကြပေမဲ့အကောင်းဆုံးစဉ်းစားခံ thought experiment တစ်ခုအနေနဲ့တော့သုံးကြပါတယ်။ Solipsism ကအစွန်းရောက်ပေမဲ့မေးခွန်းကြီးတစ်ခုကိုခြံထားခဲ့ပါတယ်။ကျွန်တော်တို့စိတ်ရဲ့အပြင်ဘက်မှာရှိတဲ့အရာတွေဟာတကယ်ရှိကြောင်းကျွန်တော်တို့ဘယ်လိုသိချအောင်လုပ်မလဲတဲ့။ဒီမေးခွန်းကနေပဲခေတ်သစ်တသနာတွေစိတ်ပညာတွေပေါ်ပေါက်လာဖြစ်ပါတယ်။အမှန်တရားကြီးမို့လို့မဟုတ်ပဲကျွန်တော်တို့ဘယ်လောက်ထိသေချာရေရာနိုင်မလဲဆိုတာကိုစမ်းသပ်ဖို့အသုံးပြုတာဖြစ်ပါတယ်။တကယ်လို့ solipsism ကမှန်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ပြောခဲ့တဲ့စကားတွေကျွန်တော်တို့ချစ်ခဲ့တဲ့သူတွေကျွန်တော်တို့ရဲ့ဝမ်းနည်းစရာအခိုက်အတန့်တွေဒါတွေအားလုံးကကျွန်တော်တို့စိတ်ထဲကအတွေ့အကြုံသက်သက်ပဲဖြစ်သွားပါမယ်။ခံစားချက်ကတော့အစ်စ်ပါပဲ။ဒါပေမဲ့ဖြစ်တည်မှု reality ကတော့မရေရာတော့ပါဘူး။ဒါကြောင့်ဒီကနေရနိုင်တဲ့သင်ခန်းစာကကျွန်တော်တို့ကဘာကြီးမှာတယောက်တည်းတည်ရှိနေတာမဟုတ်ဘူး။ကျွန်တော်တို့သိသမျှကဘာကြီးအကြောင်းဟာကျွန်တော်တို့ရဲ့စိတ်ဆိုတဲ့ filter ကနေပဲဖြတ်တန်းလာရတာဖြစ်ပါတယ်။အတိတ်ကဘေးကုန်းကလောကကြီးရှိသလားမရှိဘူးလားဆိုတာထက်အဲ့ဒီလောကကြီးရဲ့ဘလောက်အတိုင်းအတာအထိကိုကျွန်တော်တို့တကယ်သိနိုင်မလဲဆိုတာပါပဲ